ဇလန်းအစမှာဒုတိယကမ္ဘာစစ်အတွင်းကသွေးစွန်းခဲ့တဲ့သမိုင်းတစ်ခုကိုပြထားပါတယ်။ဂျပန်ဧကရာဇ်ကလက်နက်ချဖို့အမိန့်ထုတ်လိုက်ချိန်မှာရန်သူထံဒူးထောက်တဲ့သူတွေကိုတစ္ဆာဖောက်လို့ယူဆတဲ့စစ်သားတစုရှိခဲ့ပါတယ်။အဲ့ဒီထဲကကပ္ပတိန်တယောက်ဟာရန်သူကိုဒူးထောက်ခဲ့တဲ့အတွက်သူ့ရဲ့အိမ်ထဲထိစစ်သားတွေဝင်သက်တာကိုခံခဲ့ရပါတယ်။ကပ္ပတိန်ရဲ့ဇနီးဆက်စုကိုနဲ့သမီးလေးအာယာတို့ဟာအခန်းတစ်ခုထဲမှာပုန်းနေရင်ဘေးကင်းဖို့ဆူတောင်းနေခဲ့ကြတယ်။ဆက်စုကိုကသူ့သမီးလေးကိုခြူလုံးလေးပါတဲ့အဆောင်လက်ဖွဲ့တစ်ခုဆွဲပေးခဲ့ပေမဲ့ရက်ဆက်တဲ့စစ်သားတွေကသူတို့သားမီးနှစ်ယောက်လုံးကိုအဲ့ဒီအခန်းထဲမှာတင်တပ်ဖြတ်ခဲ့ပါတယ်။အဲ့ဒီအခန်းကတော့နောက်တစ်ချိန်မှာအခန်းနံပါတ်8ဖြစ်လာခဲ့တာပါ။အခုခေတ်မှာတော့ဆာယာဆိုတဲ့ကောင်မလေးဟာသူ့မေယာက်စစ်တဲ့နဲ့ဆုံးသွားတာဟာသူ့ကြောင့်ဆိုပြီးနောင်တတွေနဲ့ရှင်သန်နေရပါတယ်။ဘာသာပြန်အလုပ်လုပ်ရင်းမတန်ဆွမ်းတဲ့အဖေကိုလှုပ်ကြွေးနေရတဲ့ဆာရာဟာသူ့မေရဲ့ဝိညာဉ်ကိုတွေးခွင့်ရဖို့နှီးမျိုးစုံစူးစမ်းနေတာပါ။အဲ့ဒီအချိန်မှာပဲသူ့အတန်းဖော်ကဆာရာကိုအကြံတစ်ခုပေးပါတယ်။သူ့မေကိုတကယ်တွေးချင်ရင်ယမနုတ်ခင်နိုင်တေမင်းပြည်ရဲ့တကားလို့နာမည်ကြီးတဲ့နေရာကိုသွားဖို့ပါပဲ။အဲ့ဒီနေရာကတော့လက်ရှိမှာဟိုဒိုဆာကရာလို့အမည်ရတဲ့ဟိုတယ်ဟောင်းကြီးတစ်ခုပါ။ဆာရာဟာသူ့တငယ်ချင်းနေတာကိုခေါ်ပြီးဟိုတယ်ကိုရောက်လာခဲ့ပါတယ်။ဟိုတယ်ကလူသူကင်းမဲ့နေပြီးခေါင်းဝင်းဖြူဝတ်ထားတဲ့ကောင်မလေးတစ်ယောက်ဖြတ်သွားတာကိုဆာရာမြင်လိုက်ရပါတယ်။ခဏကြာမှာတော့အင်နာရိုဆိုတဲ့အဖိုးကြီးပေါ်လာပြီးသူတို့ကိုအခန်းနံပါတ်9ကိုပေးခဲ့တယ်။အဖိုးဖီကာကသူတို့ကိုအခန်းစီလိုက်ပို့ရင်းအခန်းနံပါတ်10ကိုလုံးဝမသွားဖို့တတိပေးပါတယ်။ဆာရာကခေါင်းဝင်တဲ့ကောင်မလေးအကြောင်းပြီးတော့အဖိုးကဒီမှာသူတို့နှစ်ယောက်တည်းရှိတာလို့ပြန်ဖြေခဲ့တယ်။ညရောက်တော့နီဒါကကလေးတရေကိုမြင်ရတယ်လို့ဆာရာကလည်းရေချိုးခန်းထဲမှာဝိညာဉ်တကောင်ကိုတွေ့ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီညဟာဆာရမွေးနေ့ဖြစ်နေလို့နီဒါကဆာရကိုခြူလုံးလက်ကောက်လေးလက်ဆောင်ပေးပြီးနှစ်ယောက်သားပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့ကြပါတယ်။ဒုတိယညမှာတော့အခြေအနေတွေပိုဆိုးလာပါတယ်။အဖိုးဖီကာကဆာရလက်ကအဲ့ဒီခြူလုံးလက်ကောက်ကိုမဝစ်ဖို့တားမြစ်ပြီးအခန်းနံပါတ်10ရဲ့သမိုင်းကိုပြောပြပါတယ်။ဟီရိုရှီးမားနဲ့နာဂါဆာကီဘုံကျဲခံရပြီးနောက်ဂျပန်တွေအချင်းချင်းတပ်ဖြတ်ခဲ့ကြတဲ့အကြောင်းဒူးထောက်တဲ့သူဟာတစ္ဆာဖောက်ဆိုတဲ့ခံယူချက်နဲ့ကပ္ပတိန်ရဲ့ဇနီးနဲ့သမီးအသက်ခံခဲ့ရတာဟာအဲ့ဒီအခန်းနံပါတ်10မှာပဲဖြစ်ခဲ့တယ်လို့ရှင်းပြပါတယ်။တတိယညမှာတော့ထူးဆန်းတဲ့ဂျပန်တချင်းတန်တွေနဲ့အတူဆာရာဟာရုတ်တရက်နိုးလာတဲ့အခါအခန်းနံပါတ်10ထဲရောက်နေတာကိုတွေ့လိုက်ရပါတယ်။နီဒါကတော့အခန်းထဲမှာတယောက်တည်းကြံခဲ့ပြီးကလေးတရေ6တာခံရလို့အောက်ထပ်ကိုပြေးဆင်းသွားပါတယ်။ဆာရာဟာအခန်းထဲမှာပိတ်မိနေပြီးဇနီးတဲ့တရေမှဆက်စုကိုနဲ့ထိတ်တိုက်တွေ့ခဲ့ရပါတယ်။နောက်ဆုံးမှာတော့နီဒါကလာဖွင့်ပေးလို့နှစ်ယောက်သားဟိုတယ်ကနေအသေးအတန်ထွက်ပြေးခဲ့ကြပါတယ်။သူတို့နှစ်ယောက်အဆောင်ကိုပြန်ရောက်လာပေမဲ့ဆာရာကတော့အိမ်မက်ဆိုးတွေစတိုက်မနေခဲ့တယ်။3ရက်လောက်လူချင်းပျောက်သွားပြီးမှပြန်ပေါ်လာတဲ့ဆာရာကနီဒါကိုဟိုတယ်ကိုပြန်လိုက်ပို့ဖို့တောင်းဆိုပါတယ်။ဟိုတယ်ရောက်တော့ဆာရာကရုတ်တရက်ပျောက်သွားပြန်ပါတယ်။နီဒါဟာအဖိုးဖီကာရဲ့အခန်းထဲကိုဝင်ရှာတဲ့အခါယေရှုရုပ်ထုတွေနဲ့အတူဟိုတယ်မှာတည်ဆုံးခဲ့တဲ့မိန်းကလေးတွေရဲ့ဓာတ်ပုံတွေကိုနယံမှာကတ်ထားတာတွေ့လိုက်ရတယ်။အဖိုးဖီကာကဒီဟိုတယ်မှာကောင်မလေးတွေအများကြီးတည်ဘူးတယ်။ဒါတွေအားလုံးကအဲ့ဒီခြူလုံးကြောင့်ပဲလို့ပြောပါတယ်။ဟိုတယ်ကဝိညာဉ်တွေကကောင်းကြပေမဲ့ဇနီးတွေဆက်စုကိုကတော့လူတွေကိုတပ်ဖြတ်နေတာပါ။အဲ့ဒီနောက်အခန်းနံပါတ်10ကိုတွားကြည့်တဲ့အခါမှာတော့ဆာရာရဲ့အလောင်းကိုတွေ့လိုက်ရပါတော့တယ်။ရဲတွေရောက်လာပြီးစစ်ဆေးတဲ့အခါမှာဆာယာတည်နေတာတပတ်ရှိပြီလို့သိရပါတယ်။အဖိုးအင်နာတို့ကလည်းလွန်ခဲ့တဲ့တပတ်ကနီဒါတယောက်တည်းကားမောင်းထွက်သွားတာကိုမြင်ခဲ့တာပါ။ဆာရာအဖေเจ้าကဆီယာမနဲ့အဆောင်မှုတို့ရဲ့ထွက်ဆိုချက်တွေအရဆာရာဟာလွန်ခဲ့တဲ့တပတ်ကလေးကပျောက်နေတာဖြစ်ပြီးနီဒါဟာအခန်းထဲမှာတယောက်တည်းစကားတွေပြောနေခဲ့တာပါ။နီဒါကဒါတွေဟာတရေကြောင့်လို့ဘလောက်ပြောရဲတွေကမယုံပဲနီဒါကိုပဲလူသက်သမားအဖြစ်ဖမ်းဆီးလိုက်ပါတယ်။နောက်ဆုံးမှာတော့နီဒါဟာစိတ်ယူးပေါက်ပြီးအယူထောင်ထဲမှာပဲဇက်သိမ်းသွားရပါတော့တယ်။